မိုကတ်ကတော်တော်လေးကိုအတုံးမကျတော့တာပဲ6တွေလဲမလုံနိုင်တော့ဘူးလေဟာပိုတော်လေးရေမင်းရဲ့ခြေထောက်တွေကဘာလို့ဒီလိုဖြစ်သွားရတာလဲကွာကံကြမ္မာဆိုတာတကယ်ကိုစိုးသွမ်းတာပဲကာလာတိုလေးတွင်းမှာ rugby ပွဲစဉ်တစ်ခုရှိလာတော့မယ်ယူချန်ဆိုတဲ့ကောင်ကပင်တိုင်ကစားသမားလေးတမင်တကာကိုဖိတ်စာလာပေးတာပါကွာမင်းစိတ်ပေါ်ပါသွားအောင်လာခဲ့ပေါ်လေဟာကွာရှောင်းတင်းရဲ့ခြေထောက်တွေကအတုံးမဝင်တော့ဘူးဆိုတာကိုပူမိနေတာပဲပူတိုင်းတောင်မရက်နိုင်တော့ဘူးလေဘယ်လိုလုပ်သွားလို့ရမလဲသူသွားရင်လူတွေကချွေရွှင်းနေလို့ဆိုပြီးဝိုင်းရကြမှာပေါ့ဟေ့ရောင်တွေတောင်းပန်ပါတယ်ကွာငါမစင်စားမိပဲပြောမိသွားလို့ပါပူတော်လေးရှောင်းတင်းရေမင်းကငါတို့ရဲ့ပရိညင်ကိုဖျက်လိုက်တာအတွက်နဲ့တော့ငါ့ကိုအပြစ်မတင်တော့ဘူးမို့လားကွာအခုတော့မင်းရဲ့ခြေထောက်တွေကအတုံးမဝင်တော့ဘူးလေအတုံးမကျတဲ့လူတယောက်နဲ့တော့ငါဘဝကိုမရင်းနှီးနိုင်ဘူးပေါ့ကွာငါတို့ရဲ့လမ်းခွဲမှုကတဘာဝကြပါတယ်မင်းနားလဲပါတယ်လို့လားဟာငါရဲ့တခင်ငယ်လေးကများအလွယ်တကူအနှိမ်ခံရမဲ့လူမျိုးများမှတ်နေလားမင်းတို့လိုမျိုးကောင်တွေကငါရဲ့တခင်ငယ်လေးရှိမှလာရန်ဆောက်ဖို့ဘယ်လိုလူတွေများဖြစ်နေကြလို့လဲကွာဒီနေ့တော့ငါရဲ့ကော်ပြားကဘာအတွက်လဲဆိုတာကိုသင်ပေးမယ်ကွာမင်းတို့လိုမျိုးအဆက်တန်တဲ့ကောင်တွေကိုလေခြားခြားရက်လိုက်ပါတော့ကွာသူတို့ဘာသာသွားပါစေတော့ပူတော်လေးရဲ့သူတို့ကမင်းကိုနင်းချနေတာတော့မှပြီးခံနေအောင်မယ်ပေါ့လေဟုတ်ပါတယ်ကွာမင်းကတခင်ပဲလေမင်းသဘောပါပဲကွာငါတို့သွားတာနဲ့များဘာဖြစ်သွားမှာလဲကွာဂူမျိုးနွယ်ရဲ့တခင်ငယ်ကြီးကသူ့ကိုကာကွယ်ဖို့အတွက်ကြီးလက်ကမင်းကလေးတယောက်ကိုပဲအားကိုးနေရတယ်ပေါ့ကွာပူတော်လေးယူရှမ်းရဲ့မင်းကတော့တနာစရာကောင်းလိုက်တာကွာအခုဆိုရင်ပူတိုင်းတောင်မရက်နိုင်တော့တဲ့ကန်းနေတဲ့ကောင်တယောက်ဖြစ်နေပြီလေဘယ်လိုလုပ်ပြီးကာကွယ်ပေးနိုင်မှာလဲလာကြစမ်းပါကွာကိုကူရှောင်းရန်မင်းကအရင်တုန်းကမြို့မှာနာမည်ကြီးတဲ့ rugby ကစားသမားတယောက်မဟုတ်လားအဲ့ဒီတုန်းကလူမျိုးထပြီးတော့ငါ့ကိုဝင်တိုက်ပြလေကွာဒီဘဝမှာမင်းဆက်ပြီးပြေးနိုင်ဦးမလားကွာဒါမျိုးတော့ဘယ်ဖျားမှပြီးခံနိုင်မှာမဟုတ်ဘူးကွာငါရဲ့တခင်ငယ်လေးကိုမင်းကိုပစက်နဲ့ထိုးခိုင်းချင်နေတာလားအောက်တန်းစားကောင်ကြီးမင်းတို့စောင့်နေကြစမ်းဒီနေ့တော့ဒီမေတော်ကဆန္ဒဖြည့်ဆည်းပေးမယ်ကွာဆူရှောင်းယူမင်းမာတွေလုံနေတာလဲကွာငါရဲ့ခြေထောက်တွေကမလုံနိုင်ဘူးဆိုတာကိုလွတ်လိုက်စမ်းပါကွာဘာမှမဖြစ်ဘူးလေငါကပဲမင်းရဲ့ခြေထောက်တွေဖြစ်ပေးမယ်လေရုံရင်ဆန်ခက်ကြကအချစ်တော်လေးကွာဟာကိုတော်လေးရေအခုတော့မင်းပေးလိုက်တဲ့ကန်ချက်တစ်ချက်နဲ့တင်ကျေနပ်သွားပြီပေါ့လေအဲ့ဒီကောင်တစ်ကောင်က rugby မကစားနိုင်တာကိုလာပြီးစော်ကားကြတာကိုတွေးမိတာနဲ့တင်ငါရဲ့သွေးတွေကစူပွက်လာရတယ်ကွာကိုတော်လေးမြ မြစားစမ်းပါကွာစားမလားမစားဘူးလားမစားရင်တဲသွားလိုက်တော့မစားဘူးပေါ့လေအဲ့ဒါဆိုရင်ကိုတိုင်းပဲခွန်ကျွေးမယ်လေမလာနဲ့တော့ဘယ်လိုလုပ်ရမလဲပိုတော်လေးဝတ်သွားပြီလားကွာလာကြစမ်းဒီနေ့က rugby ပွဲလုပ်မဲ့နေ့လေသွားမယ်မင်းကိုစိတ်ပေါ်ပါအောင်ခေါ်သွားမယ်လေမသွားဘူးဒီလိုအခြေအနေမျိုးနဲ့ငါကဘယ်လိုလုပ်သွားရမှာလဲလူရင်တို့ကငါ့ကိုဝိုင်းရကြအောင်သွားရမှာလားပိုတော်လေးရဲ့တခြားသူတွေကြောင့်စိတ်တက်မကြသွားပါနဲ့ကွာကိုယ့်ရဲ့ဂုဏ်တိတ်ခါကိုမကြဆင်းစေနဲ့လေဘိုးသမားလုပ်ရတာတော့မှအိမ်ထဲမှာပိတ်လောင်နေရတာထက်စားရင်ပိုကောင်းမယ်လေမင်းအတွက်နဲ့ကိုတိုင်းမဝင်ရင်သူတို့လက်ခံမှာမဟုတ်ဘူးလေတောင်းပန်ပါတယ်ဆူရှောင်ယူမင်းပါလောက်တာလဲလွတ်ဆန်းပါပိုတော်လေးတေချာတွေထားဆန်းပါကွာထွက်သွားပြီပေါ့ဟာတကယ်ကိုရွတ်ထွက်သွားတာပဲကွာအခုတော့ပိုတော်လေးနဲ့ငါတို့ပဲဖြစ်နေပြီထင်တယ်ကွာဟာဒါကဘူတခင်ငယ်ကြီးမဟုတ်လားကွာအတုံးမကြတဲ့ခြေထောက်တွေနဲ့ကွင်းထဲကိုလာရဲတယ်ပေါ့လေမင်းရဲ့နာမည်ကြီးခဲ့တဲ့အတိတ်တွေကိုပြန်ဖော်ခြင်းလို့လားဒါမှမဟုတ်အခြေခံခြင်းလို့လားကိုညီကိုကြီးရဲ့အဲ့ဒီလိုတော့မပြောနဲ့လေရှောင်းတင်းကမင်းတို့ရဲ့စတိုင်ကြကြကန်တာကိုမြင်ချင်းနေမှာပါကွာကိုရှောင်းတင်းမင်းကအတုံးမကြတဲ့ကောင်ဆိုတာတိရက်နဲ့တော့အိမ်ထဲကနေမထွက်လာတင်ဘူးပေါ့ကွာအဲ့ဒါပေါ့လေအတုံးမကြတဲ့ကောင်ကဒီကိုပါလာလောက်တာလဲကွာငါတို့ရဲ့ညက်ခင်းပြင်တွေကိုမဖြက်စီးနဲ့ကွာထွက်သွားစမ်းပါကွာမျက်စိကန်းနဲ့ခွေးအုပ်စုကြီးမင်းတို့ကိုဘသူကအတုံးမကြတဲ့ကောင်လို့ခေါ်နေတာလဲကွာမင်းတို့ရဲ့တခင်ငယ်ကြီးအာမိုကတ်ကိုပေါ့ကွာဟုတ်တယ်လေဘူရှောင်းရန်ဘာမျိုးနယ်စုကပဋိညင်ကိုဖျက်လိုက်တာတော့မှမရှက်တတ်ဘဲနဲ့ဒီနေ့ rugby လဲမကစားနိုင်ဘဲနဲ့များကွင်းထဲကိုအဆက်ကွဲဖို့တမင်လာတာလားကွာထွက်သွားစမ်းပါဒီညက်ခင်းပြင်ကိုမစွန့်ပြစ်နဲ့ကွာဂီလာမိုးဒီနေ့ rugby ပွဲစဉ်ရဲ့ပထမဆုကြီးကတော့နိုင်ငံခြားတန်ယုံကပံ့ပိုးပေးထားတဲ့အနောက်တိုင်းရွှေဖလားကြီးပဲဖြစ်တယ်ကွာဒီတခင်ငယ်လေးဘလို့အနိုင်ယူသွားမလဲဆိုတာကိုတေချာတာကြည့်ထားကြစမ်းပါကွာငါရဲ့တခင်ငယ်လေးကိုလာစော်ကားဝင်ကြတယ်ပေါ့လေအကုန်လုံးကိုရိုက်တက်ပြစ်မယ်ကွာဆူရှောင်ယူတော်လိုက်တော့ကွာထွက်သွားကြစမ်းပါငါရဲ့တခင်ငယ်လေးရဲ့ခြေထောက်တွေကမလုံနိုင်ပေမဲ့ငါကသူ့ရဲ့ခြေထောက်တွေဖြစ်တယ်လေဒီ rugby ပွဲကိုငါပဲသူ့အတွက်ကစားပေးမယ်ကွာဟာကြေးလက်ကမင်းကလေးတယောက်ကသူ့ရဲ့နေရာကိုတောင်မသိဘဲနဲ့လေနိုင်ငံခြားသားတွေရဲ့ rugby ကိုဘလို့ကြရတယ်ဆိုတာရောသိရလားကွာဘောလုံးကိုတောင်မထိရဘဲနဲ့ညက်ခင်းပြင်ပေါ်မှာလိမ့်နေပြီးလူရဲစရာကြီးဖြစ်မသွားအောင်နေစမ်းပါကွာ rugby ဆိုတာယောက်ျားတွေအတွက်ကြမ်းတမ်းတဲ့အားကစားမျိုးလေးမင်းလိုမျိုးအောက်တန်းစားကျမတယောက်ကဒီလိုနေရာမှာအဆက်မကွဲတင်ဘူးပေါ့ကွာဟာတကယ်ကိုရေစရာကြီးပဲကွာ rugby ကိုယောက်ျားတွေပဲကစားရမယ်လို့ဘသူပြောလဲကွာဒီနေ့တော့ဒီမေတော်ကနင်းချေတယ်ဆိုတာဘာလဲဆိုတာကိုသင်ပေးမယ်ကွာတကယ်ကိုကောင်းလိုက်တာကွာကောင်းလိုက်တဲ့ကစားချက်ပဲကွာဒီမေတော်ကပဲပွဲကိုအနိုင်ရရှိသွားပြီပေါ့လေအနောက်တိုင်းရွှေဖလားကြီးကငါဟာဖြစ်တင်တာမင်းဟာမဟုတ်ဘူးကွာမင်းလိုမျိုးကြေးလက်ကတောသူမတယောက်ကရွှေဖလားကိုမရထိုက်ပါဘူးကွာအိမ်မက်တာဆက်မှတ်နေလိုက်တော့ကွာလူသက်ခင်ငယ်ကြီးကမတရားလုပ်တာတော့မကောင်းဘူးပေါ့ကွာငါရဲ့ပစ္စည်းတွေကိုလာယူဝတ်နေပေါ့လေဒါကိုငါတို့အနိုင်ရထားတာလေးပုံကန်ကြမယ်လာကြစမ်းပါရွှေဖလားကိုလူယူပြီးတော့စီကန်းကောင်းအောင်ကောင်းကောင်းကြီးစုံမလိုက်ကြစမ်းပါကွာရှောင်းရှောင်းပြေးတော့ကိုတော်လေးရန်တွေးဖို့ကိုတမင်တောင်းဆိုနေတော့လေလိုချင်တာကိုပေးလိုက်ရမှာပေါ့ကွာအကုန်လုံးတေချာကြည့်ထားကြစမ်းပါ